ခုတစ်ခါလဲ F open scale ကိုထပ်ပြီးတော့တီးကြည့်အောင်နော်ဆိုတော့ F က1 fret ကနေစမယ်နော်ပြီးတော့1 fret 6ကြိုးနော်1အကွက်1အကွက်6ကြိုးပြီးတော့6ကြိုး3အကွက်5ကြိုးလူကြိုး5ကြိုး1အကွက်5ကြိုး3အကွက်4ကြိုးလူကြိုး4ကြိုး2အကွက်နော်4ကြိုး3အကွက်ဆိုတော့ octave 1ကဒီရှိနော်ဆိုတော့ဒီကနေ octave 2ပြန်စမယ်ဆိုတော့4ကြိုး3အကွက်3ကြိုးလူကြိုး3ကြိုး2အကွက်အားစပြီး3ကြိုး2အကွက်နော်3ကြိုးဘယ်လောက်လဲ3အကွက်ပေါ့နော်ဆိုတော့2ကြိုး1အကွက်2ကြိုး3အကွက်1ကြိုး2ကြိုး1ကြိုး1အကွက်နော်ဆိုတော့အပေါ်တက်တဲ့ခါကျတော့ဒီမှာတစ်ချက်တီးပြီးသွားပြီမို့လို့ဒီကနေဆက်ပြီးတော့သွားမယ်နော်ဒိုတီဆိုတော့ဂျီကနေသွားမယ်နော်အဲ့ရနေသွားမယ်နော်တော့ဒီကနေဆက်သွားမယ်နော်တစ်ကြိုး open တစ်ကြိုးလူကြိုးsorry ဒီမှာလာမယ်နော်နှစ်ကြိုး3အကွက်ပြီးတော့နှစ်ကြိုး1အကွက်sorry 3ကြိုး3အကွက်3ကြိုး2အကွက်3ကြိုးလူကြိုးဒီမှာက octave second octave ကပြီးသွားပြီနော်အပေါ်တက်တဲ့ခါမှာနော်ဆိုတော့ဒီမှာ first octave ပြန်စတယ်4ကြိုး2အကွက်4ကြိုးလူကြိုး5ကြိုး3အကွက်5ကြိုး1အကွက်5ကြိုးလူကြိုး6ကြိုး3အကွက်6ကြိုး1အကွက်ပြီးသွားပြီနော်ဆိုတော့ဒါကF major ရဲ့ open major scale ရဲ့ octave 1 2ပေါ့နော်ခုနပြီးခဲ့တဲ့ E တုန်းကလည်း octave 1 2နဲ့ open တဲ့ကကျွန်တော်တီးပြတာဖြစ်တယ်ဆိုတော့ဒီတစ်ခါလည်း F မှာ octave 1 2နဲ့ကျွန်တော်တီးရမှာဖြစ်တယ်เนาะဆိုတော့ပေါင်းပြီးတော့တီးပြမယ်เนาะ sorry sorryစင်နေကြပါစေဒါကိုဖြည့်ချင်းစီကျွန်တော်ကအသေးစိတ်ကျွန်တော်ရှင်းပြပေးတယ်နော်ဒါကိုတစ်ခုချင်းစီလိုက်ကြည့်မယ်ကျွန်တော်ဗီဒီယိုစီ lesson တွေကိုလည်းတစ်ခုမကြာအကုန်ကြည့်ပေးပါအဲ့ဒါမှကျွန်တော်တို့အတွက်အများကြီးလေ့လာတဲ့သူတွေအနေနဲ့အများကြီးအကျိုးရှိမှာနော်တော့ဗီဒီယိုကိုကြိုက်နေတဲ့လို့ရှိရင်လည်းပဲကျွန်တော်ရဲ့ YouTube channel ပြီးတော့ကျွန်တော်ရဲ့ Facebook page ကိုလည်း follow like comment အားပေးလို့ရတယ်နော် okay